ဟုတ်ပြီဒီနေ့ကတော့ day 2လေးပါ group 2လေးကိုလာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ် group 2ကစုစုပေါင်း17လုံးရှိပါတယ်သူ့ကို action ศูนย์လို့လည်းခေါ်ကြတယ်ศูนย์ဆိုတာကမြင့်တော့ပေါ့နော်အမြင့်တန်လို့ခေါ်တယ်ဒါမဲ့ဆရာတို့ကသူ့ကိုအမြင့်တန်နဲ့မထွက်ဘူး rising တန်ဆိုတာလှိုင်းတန်နဲ့ထွက်ကြမယ်မြန်မာစာမှာဆိုရှေးထိုးတန်လေးထွက်တာပေါ့နော်တွေးထိုးခါကိုရေးချမ်းရှေးထိုးခေါ်ဆိုတဲ့အတန်လေးပါအတန်လေးကိုဆွဲပေးပါခေါ်နော်ဟုတ်ပြီအဲ့တော့ဒါကိုဆရာတို့သုံးလုံးတွဲပြီးတော့မှတ်ပါမယ်ခေါ်ချောထောနှလုံးမှတ်မယ်ဖောဖောဒါက after လေးထွက်ပေးနော်ဖောဖောစောစောစောဟောဒါကလေးလုံးနော်အဲ့တော့3 4 4 2လို့3 2 2 4လို့မှတ်ပေးပါ3 2 2 4ဒီညမှာစောလို့ရေးထားတဲ့အတွက်ကြောင့်စောရောမရဘူးလားဆရာရေးဆိုရပါတယ်စောလို့ပဲထွက်ထွက်စောလို့ပဲထွက်ထွက်ဒီတန်းနှစ်တန်းကတူတူပါပဲဆရာတို့ကတော့စောလဲထွက်တယ်စောလဲထွက်တယ်ပေါ့နော်ဟုတ်ပြီမြန်မာလိုကွတ်တိကြကြီးစောလားဆိုပြီးတော့ပြီးတော့နှိုင်းရှင်မနေတော့ဘူးပေါ့နော်ဆရာတို့အဲ့တော့ဒီတိုင်းလေးပဲထွက်လိုက်ကြအောင်နော်ပြန်သွားကြမယ်ခေါ်ချောထောဖောဖောสอสอสอหอชอถอพอฝอสอสอสอหอဟုတ်ပြီနော်အဲ့တော့ขอဆိုတာကขอไข่ขอไข่ขอขวดขอขวดขอขวดชอชิงชอชิงถอถังถอถังถอถุงถอถุงผอพึ่งผอพึ่งฝอฝาฝอฝาสอศาลาสอศาลาสอฤาษีสอฤาษีสอเสือสอเสือหอหีบတချို့ကတော့ hit လို့လည်း hip လို့လည်းထွက်ကြတယ်ပေါ့နော်ဟော hip လို့လည်းထွက်လို့ရပါတယ်ဟော hip လို့လည်းထွက်လို့ရတယ်နော်ပြန်သွားကြရအောင်ခေါ်ချောถอพอฝอสอหอဟုတ်ပြီခေါ်ဆိုရင်ขอไข่ขอขวด sorry ပြန်ပြောမယ်ขอဆိုရင်ขอไข่ขอขวดချောဆိုရင်ချောချင်းထောဆိုရင်နှလုံးရှိတယ်ထောฐานထောถุงผอဆိုရင်ผอพึ่งฝอဆိုရင်ฝอฝาสอဆိုရင်สอศาลาสอฤาษีสอเสือหอหีบဆက်တလုံးပါဒါလေးကိုရပြီဆိုရင်ဆရာတို့ရေးနည်းလေးကိုတွားကြည့်ကြမယ်နော်ဟုတ်ပြီရေးနည်းလေးကတော့နည်းနည်းလေးချက်လိုက်မယ်ဟုတ်ပြီနံပါတ်၈ခလေးပေါ့နော်မြန်မာလိုရကောက်လို့လည်းမှတ်လို့ရပါတယ်မြန်မာလိုရကောက်ကလေးရေးမယ်ပေါ်ကောက်မယ်ပြီးတော့တန်းတန်းလေးပြန်တက်မယ်မြန်မာလိုရကောက်လေးရေးမယ်ဟောတက်မယ်နော်မြန်မာလိုရကောက်ကလေးရေးမယ်ပေါ်တက်မယ်ဟုတ်ပြီနော်အဲ့တော့တစ်ခါလေးကြာရင်ဒီလိုလဲဆွဲလို့ရတယ်နော်ရပါတယ်ဒါပေမဲ့ဒါလေးကပိုလှတာပေါ့နော်အဲ့တော့ခေါ်ခိုင်ကျန်တာလေးတွေကိုပါရေးလိုက်နော်နောက်တစ်ခုခေါ်ခွက်ကခုနကခေါ်ခိုင်နဲ့တွေ့ဒါပေမဲ့ तू ကခုနလို
အပေါ်မှာပြောခဲ့လို့အသေးပုံစံလေးပေါ့နော်နှလုံးဘူးလေးပေါ့อืมရားကောက်နှလုံးဘူးလေးပေါ့ပေါ်ပြန်တက်နော်ဟုတ်ပြီဟုတ်ပြီဒါပါပဲခေါ်ခုတ်ဝဲကျန်တာလေးတွေကိုယ့်ဟာကိုယ်ရေးပေးမယ်နော်ဆရာတို့ဒီမှာမြင်းချောင်းလေးရဲ့အပေါ်လေးကိုတန်တန်လေးနော်အောက်ကိုမရဘူးနော်ချောချင်ကနံပါတ်6လေးဆွဲပေးပါ6လေးကိုမှအောက်ကလေးကိုဝိုက်မယ်ဝိုက်ပြီးတော့အပေါ်ပြန်တက်မယ်ချောချင်6လေးဆွဲမယ်ပေါ်လေးကိုပြန်ဝိုက်ပြီးတော့တက်သွားမယ်ချောချင်6လေးဆွဲမယ်ပေါ်လေးကိုဝိုက်ပြီးတော့ပြန်တက်မယ် sorry เนาะဒီမှာမြင်းချောင်းအပေါ်မတက်ရအောင်เนาะ6လေးဆွဲမယ်ပေါ်လေးကိုဝိုက်ပြီးတော့တက်မယ်ဟုတ်ကဲ့ပါဒီနေ့ချောချင်ပြီးပြီဆိုတော့ထောထန်ကိုတွားကြအောင်ဆရာတို့အပေါ်မှာကြော်ကြမ်းရေးခဲ့ဖူးတယ်နံပါတ်6လေးတစ်စောင်းလေးဆွဲပြီးတော့ပေါ်ပြန်တက်ထားတဲ့ကြော်ကြမ်းเนาะကြော်ကြမ်းလေးကိုမှဒီဘက်ကိုပြန်ကောက်လိုက်ရင်ရပါပြီဟုတ်ပြီเนาะနောက်ကမှာကတော့အကောက်ကလေးတစ်ခုနံပါတ်6တေးလေးဆွဲမယ်6လေးမှတေးတေးလေးเนาะတစ်ကောက်နှစ်ကောက်ပါဒီကိုတေးတေးလေးကမြင်းရဲ့အောက်ကိုဖြစ်နေရမယ်ဒါကမြင်းရဲ့အပေါ်မှာเนาะဟုတ်ပြီခုနကလိုကြောကြံလေးဆွဲမယ်ပြီးတော့ပြန်ကောက်မယ်ပြီးတော့ကိုတေးတေးလေးဆွဲမယ်နှစ်ကောက်မယ်နော်ဟုတ်ပြန်သွားပါမယ်ကြောကြံဆွဲမယ်ပြန်ကောက်မယ်ကိုတေးတေးလေးဆွဲမယ်အဲဟုတ်ပြီနော်ထောฐานပြီးပြီဆိုတော့ကထောထုတွားကြရအောင်ထောထုငါကောကိုင်နဲ့တူတယ်အထက်ထဲမှာဆန်ခါကလေးပါတယ်ဟုတ်ပြီနော်တွားမယ်ကောကိုင်နဲ့တူတယ်အထက်ထဲမှာဆန်ကလေးပါတယ်ဟုတ်ပြီနော်ဟုတ်ပြီကျန်တာတွေကိုအောင်စေးရေးလိုက်ပါနော်ဟုတ်ပြီနောက်တစ်ခုကผอพึ่งผอพึ่งဖြီးကလေးဆွဲပေးပါပါတီကယ်တန်းတန်းလေးဆွဲမယ်ပြီးတော့ရှိရင်တဝက်လောက်ပဲပြန်တင်မယ်နော်တဝက်လောက်ဆွဲမယ်ပြီးလို့ရှိရင်အောက်ကိုပြန်ချမယ်ပြီးတော့ပါတီကယ်လိုက်အပေါ်ကိုပြန်တက်မယ်ပြန်တော့မယ်ဖြီးတီးတီးလေးဆွဲမယ်ပေါ်တက်မယ်ပြီးတော့အပေါ်ကိုပြန်တက်မယ်ဖြီးတီးတီးလေးဆွဲမယ်ပေါ်တက်မယ်ပြီးတော့ပေါ်ပြန်တက်နော်ဖြီးတီးတီးလေးဆွဲမယ်တက်မယ်ပြီးတော့ပေါ်ပြန်တက်မယ်ရမယ်နော်ဟုတ်ပြီကျန်တာလေးတွေကိုယ့်အောင်ဆွဲမယ်နော်ဖောฝาဖောฝาကဖောဖင်းနဲ့တူတယ်အမီလေးရှည်ပြလိုက်ပါဆွဲမယ်ပြန်တက်မယ်အဲဒီထိပဲဆွဲမယ်နော်ဆရာကဖောင်တာအကြည့်ထားတော့မြင်းချောင်းရဲ့အပေါ်ကိုရောက်နေတာပါအဲ့တော့မြင်းချောင်းပေါ်ကိုမရောက်စေနဲ့နော်ဟုတ်ပြီပြန်သွားမယ်ဆွဲမယ်ဒီထိဆွဲမယ်နော်ပြန်တော့မယ်ဖော်ဖင်းကိုဆွဲမယ်ပြီးတော့အမီလေးရှည်ပြလိုက်ပါဟုတ်ပြီနော်နောက်တစ်ခုပါစောศาลาဇာရက်ကိုပြောတာစောศาลาကနံပါတ်ဖီကလေးကိုတစ်စောင်းလေးဆွဲမယ်နော်ပြီးတော့မှနံပါတ်8ပုံစံမျိုးလေးကောက်လိုက်မယ်နော်8တို့မဟုတ်ခါငယ်ပေါ့နော်ပြီးတော့မှအပေါ်မှာအညောင်လေးထည့်လိုက်ရုံပဲဟုတ်နော်ပြန်သွားပါမယ်ဖီလေးကိုတစ်စောင်းလေးဆွဲမယ်ခါငယ်ပုံစံလေးဝိုင်းမယ်အညောင်လေးထည့်မယ်ဖီလေးကိုတစ်စောင်းလေးဆွဲမယ်ပြန်တက်မယ်အညောင်လေးထည့်မယ်နော်ဒါကศาลาပါစောศาลาဟုတ်ပြီစောရိစီပါယတိပါအဘယတိဘာယတိကတော့ဒီမှာဆက်မှာနည်းနည်းလေးကွာနေလို့နော်ဖောင်နည်းနည်းလေးဟာနေလို့မြင်းချောင်းရဲ့ပေါ်တက်တက်လေးမှာဆွဲပြီနော်ဟုတ်ပြီဒါကဘောပိုင်မိုင်း
ပေါ်ပိုင်မိုင်းကိုမှသူကအထဲမှာအလယ်မှာအဆန်ကလေးထည့်လိုက်တာပါပေါ်ပိုင်မိုင်းဆွဲမယ်ထဲကအဆန်ကလေးထည့်မယ်ပေါ်ပိုင်မိုင်းဆွဲမယ်ထဲကအဆန်လေးထည့်မယ်ပေါ်ပိုင်မိုင်းဆွဲမယ်ထဲကအဆန်လေးထည့်မယ်ကျန်တာတွေကိုယ့်အကိုစေရေးလိုက်နော်ဆရာအကုန်လုံးမရေးပြတော့ပါဘူးနောက်တစ်ခုစောสื่อကြားပါစောสื่อကဆရာဒီမှာမြင်းချောင်းလေးရဲ့အပေါ်ကိုအောက်ကိုနည်းနည်းလေးရောက်နေမြင်းချောင်းအပေါ်လေးမှာရေးပေးမယ်နော်အဲ့တော့နံပါတ်၈ကလေးကိုတစ်စောင်းလေးဆွဲပြီးတော့အပေါ်တက်မယ်တက်ပြီးတော့အညောင်လေးထည့်မယ်နံပါတ်၈ကလေးကိုတစ်စောင်းလေးပေါ့နော်တက်လေးမဟုတ်ဆွဲမယ်အပေါ်တက်မယ်အညောင်လေးထည့်မယ်နံပါတ်၈ကလေးကိုတစ်စောင်းလေးဆွဲမယ်အပေါ်တက်မယ်အညောင်လေးထည့်မယ်ကျန်တာတွေကိုယ့်အကိုဆွဲလိုက်နော်ဟောဟိတို့မဟုတ်ဟောဟိနော်ဟောဟိရတယ်ပေါ့နော်အဲ့ဒီဟာလေးကိုဆရာတို့ကခုနကလိုနံပါတ်6လေးဆွဲမယ်အပေါ်ကိုပြန်တက်မယ်ပြီးတော့ပြန်ဝိုက်မယ်ကြားလိုက်မယ်နော်နံပါတ်6လေးဆွဲမယ်အပေါ်ကိုတက်မယ်ပြီးရင်ပြန်ဝိုက်မယ်ချလိုက်မယ်နံပါတ်6လေးဆွဲမယ်ပေါ်တက်မယ်ပြန်ဝိုက်မယ်ချလိုက်မယ်ဒါကဟောဟိပါဟုတ်ပြီအဲ့တော့ပြန်သွားကြမယ်နော်ขอไข่ขอขวดชอชิงทอฐานทอถุงผอพึ่งฝอฝาสอศาลาสอฤาษีสอเสือหอหีบဟုတ်ပြီဒီလောက်ဆိုရင် group 2နံပါတ် group number 2 17လုံးကိုရမယ်လို့ဆရာမှတ်ယူလိုက်မယ်နော်ဟုတ်ပြီနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ခင်ဗျာကျေးဇူးတင်ပါတယ်